အခုဆိုင်ငယ်ကုန်းကောင်းသွားကြီး2000ပဲပေးပါဟာများတယ်1000ပဲထားလိုက်ဟုတ်ပါရှင်ရလဲတုံးတောင်းပေါ့တော့ဟာအခု2000ကတော့တပြားမှမလျှော့နိုင်ဘူးညာကျွန်တော်ဈေးပိုတင်ထားရလည်းမဟုတ်ဘူးယောက်ျားရှင်ပါလို့လားဆိုင်ကပြေးနေရလေမိမအဲ့ဆိုဒီမိမဘာသူအော် तू ကကျွန်တော်မိမလားရှင်မိမဒါဆိုဘာလို့ကျမလည်းယောက်ျားလက်ကိုခိုင်းထားညယောက်ျားဆိုင်ကပြင်ကမပေးဘဲနဲ့ထွက်သွားခြင်းနေတာအဲ့ဒါကြောင့်ကျွန်တော်မိမကိုဆွဲခိုင်းထားတာဟုတ်ရဲ့ရှင်းဆိုင်ကပြင်ကဘလောက်မို့လို့တသိန်းပါဗျာရှင်းဟာများလာပြီလားဈေးကြီးမကြီးခမယောက်ျားသာမေးကြည့်လိုက် तू အကုန်နားလေတယ်ဒါဒီပြင်ထားတာ तू ပြောဟုတ်လားယောက်ျားဟုတ်တယ်မိမဒီဆိုင်ကဈေးရမ်းတက်တာတယ်ပုံမှန်ပဲပေးမိမပေးလိုက်လေကွာဟုတ်ပြီရောအော်ရောက်ပြီသွားမယ်လားမိမထမင်းသွားစားမယ်